အကယ်၍တင်သာကမ္ဘာအဆိုအရဆုံးမျိုးတုံးမှုကာလတွေမှာအသက်ရှင်နေခဲ့ရင်ကမ္ဘာမြေကြီးဟာတက်ရှိတွေကိုဖန်တီးပေးုံနေမကပဲအချိန်တည်းရဲ့အကုန်ပြတ်ပြတ်စီးပြတ်တဲ့ရက်ဆက်တဲ့အမှန်တရားတစ်ခုရှိနေတာပါ။တမိုင်းတစ်လျှောက်မှာတက်ရှိ၍အစုလိုက်အပြုံလိုက်တည်ဆုံခဲ့ရတဲ့ကပ်ပေးကြီးတွေအများကြီးရှိခဲ့တာလည်းအမှန်ပါပဲ။တကယ်လို့သာကျွန်တော်တို့မှာအချိန်ခရီးသွားဆက်ရှိခဲ့ရင်အဲ့ဒီကာလတွေကိုတွားရောက်လဲပဲရင်ဘယ်လိုပုံစံနဲ့မျိုးတုံးသွားနိုင်သလဲဆိုတာစိတ်ကူးယဉ်ကြည့်ကြရအောင်။ Ordovician and Ordovician ရေခဲပြင်တွေကအစာငတ်မို့ပဲလွန်ခဲ့တဲ့နှစ်သားပေါင်း450ခန်းက Ordovician ကာလကိုရောက်သွားခဲ့ရင်ပထမဆုံးသတိထားမိပါကကုန်းပေါ်မှာဘာသက်တော်မှမရှိသေးတာပါပဲရှိတာဆိုလို့ရင်းကြီးနဲ့မို့လို့အပင်လေးတွေပဲရှိပါတယ်ဒါပေမဲ့ရေရောက်မှာတော့ Trilobite လို့ခေါ်တဲ့ကလအုပ်နဲ့တူတဲ့သတ္တဝါတွေကကဘာကြီးကိုစုံမိုးထားတာပါအဲ့ဒီအချိန်မှာကဘာကြီးကရုတ်တရက်အေးခဲလာပြီးရေမျက်နှာပြင်တွေနေစိမ့်သွားပါတယ်တင်သာအဲ့ဒီခေတ်ကိုရောက်သွားရင်တော့အနှွေးတွေမပါပဲအနာတိကတိုက်ထဲရောက်သွားသလိုခံစားရမှာဖြစ်ပြီးအစာငတ်မို့ကရေခဲတောင်တွေကြားထဲမှာအေးခဲပြီးတည်ဆုံသွားပါလိမ့်မယ်။ Devonian လိတ် Devonian ငါးခေတ်ရဲ့ညီကုန်းလွန်ခဲ့တဲ့နှစ်ပေါင်း380ခန်းဒါငါးတွေရဲ့ခေတ်ပါအဲ့ဒီအချိန်မှာတစ်ပင်တွေကကုန်းပေါ်ကိုစတင်ဆုံမိုးလာပါပြီစိတ်ဝင်စားစရာကောင်းတာကဒီတစ်ခါမျိုးသုံးစီတဲ့တေခန်းဟာအာကာသကလာတာမဟုတ်ပဲဒီတစ်ပင်တွေပဲဖြစ်နေတာပါတင်မြစ်တွေကကြောက်ဆောင်တွေကိုထိုးခွဲပြီးအာဟာရဓာတ်တွေကိုပင်လယ်ထဲအလုံးရင်းနဲ့ပေါ်လွှတ်လိုက်တဲ့အခါပင်လယ်ထဲမှာရင်းကြီးပဲအလုံးကျော်ပေါက်ဖွားပြီးအောက်ဆီဂျင်ပြတ်လတ်သွားပါတယ်တင်သားအဲ့ဒီအချိန်ကငါးတွေကိုဖန်ဆာမိရင်တော့ပုတ်သိုးနေတဲ့ငါးတွေကြောင့်အစာစိတ်တင်ပြီးတိတ်ဆုံသွားနိုင်ပါတယ်ပါမီယန် The Great Giant ကဘာပြက်ကိန်းဒါကတော့တမိုင်းမှာအဆိုအရဆုံးပါ The Great Giant လို့ခေါ်ကြပါတယ်လွန်ခဲ့တဲ့2250ခန်းကစိုက်ဘေးရီးယားဒေသမှာမီးတောင်တွေအကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်ကဘာကြီးကမီးခိုးတွေပြာရီနဲ့ဖုံလန်သွားပြီးအောက်ဆီဂျင်ပြတ်လတ်ကပုတ်ရဲ့ဥပုံနဲ့တွေတကဘာလုံးနံစော်နေမှာပါတင်သားအဲ့ဒီခေတ်မှာဆိုရင်တော့အက်ဆင်မိုတွေအောက်မှာရင်ကန်ပြီးဖြစ်စေဒါမှမဟုတ်တင့်ကိုအမဲလိုက်မဲ့ထူးဆန်းတဲ့သတ္တဝါကြီးတွေရဲ့အကိုက်ခံရပြီးဖြစ်စေတည်ဆုံသွားပါလိမ့်မယ်အဲ့ဒီအချိန်ကသမုဒ္ဒရာတွေကတက်ရှိ96ရာခိုင်နှုန်းလောက်အထိပျောက်ကွယ်သွားတဲ့ကာလလေးဖြစ်ခဲ့တာပါ Triassic and Triassic ဒိုင်နိုဆောတွေရဲ့အစဒီခေတ်မှာတော့ဒိုင်နိုဆောတွေစတင်ပေါ်ပေါက်လာပါပြီဒါပေမဲ့မီးတောင်ပေါက်ကွဲမှုတွေကြောင့်ကဘာကြီးကတဖန်ပူပြင်းလာပြန်ပါတယ်တကယ်တော့ဒီမျိုးတုံးမှုကလူသားတွေအတွက်တော့နည်းနည်းသက်သာနေတာပါဒါပေမဲ့အန်နီရယ်ကတော့ရှိမြဲပါပဲ Foster-Sugar လို့ခေါ်တဲ့မိချောင်းနဲ့ T-Rex ပေါင်းထားသလိုသတ္တဝါကြီးတွေကအသင်ကိုခြေထောက်နှချောင်းပါတဲ့အသားလုံးတစ်ခုလိုမြင်ပြီးအဝါခံရဝင်များပါတယ် Cretaceous ဂျိုသိန်ဂျုံမတွေရဲ့တန်းချက်ဒါကတော့အလုံးသိကြတဲ့ဒိုင်နိုဆောတွေမျိုးတုံးတဲ့ခေတ်ပါလွန်ခဲ့တဲ့နှစ်ပေါင်း66တောင်ကမက္ကဆီကိုပင်လယ်ကွေ့ကို10ကီလိုမီတာကျယ်တဲ့ဂျိုသိန်ကြီးတစ်ခုလာဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတင်သာအဲ့ဒီနာမှာရှိနေရင်တော့စက္ကန့်ပိုင်းအတွင်းပြဖြစ်သွားမှာပါတကယ်လို့ကမ္ဘာအခြားတစ်ဖက်မှာရှိနေရင်တော့မှနောက်ဆက်တွဲဖြစ်လာတဲ့ဆူနာမီတွေမီးလောင်ကျွမ်းမှုတွေနဲ့အစားအစာပြက်လက်မှုတွေကြားမှာကြာရှင်းသန်နိုင်မှာမဟုတ်ပါဘူးပြောရရင်တော့ဒီလိုမျိုးတုံးမှုကြီးတွေသာမရှိခဲ့ရင်စင်ကဲပြောင်းလဲမှုဟာအခုလိုဖြစ်လာမှာမဟုတ်သလိုကျွန်တော်တို့လူသားတွေလည်းရှိလာမှာမဟုတ်ပါဘူးကမ္ဘာမြေကြီးဟာဟောင်းနေတာတွေကိုဖျက်ဆီးပြီးအသစ်တွေကိုအမြဲဖန်တီးပေးလေးရှိပါတယ်ဒါဆိုရင်နောက်ထပ်မျိုးတုံးမှုကဘာဖြစ်မလဲကြိုသိကြုံမလားဒါမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးလိုက်တဲ့ကမ္ဘာကြီးပူနေမှုလားနျူကလ িয়ার စစ်ပွဲတွေလားဒါကတော့နောက်ထပ်ဝက်တဲ့တစ်ခုအတွက်အဖြေပါပဲအခုဗီဒီယိုလေးကတော့ဒီမှာနေပြီးသွားပါပြီအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်